န်းကြီးတွေရုပ်ခန္ဓာကိုယ်ကြီးပေါ်မှာလှတယ်တင့်တယ်တယ်နော်နှစ်သက်စရာကောင်းတယ်ကြည့်လေအများလူတွေကကြည့်နေလူတွေရဲ့ရုပ်အဆင်းကိုကြည့်ပြီးကိုယ်သဘောကျတယ်ဆိုရင်တော့နော်ခန္ဓာကိုယ်ကမိုက်တယ်ကွာလို့ပြောတာပဲနော်လှတယ်ဆိုရင်လည်းမိုက်တယ်လို့ပြောတာပဲလေအဲ့တော့အဝတ်စားတွေကောင်းကောင်းမွန်မွန်ဝတ်လိုက်ရင်လည်းမိုက်တယ်လို့ပြောပြန်တယ်အဲ့ဒါကောင်းတယ်လို့ရှုမြင်လို့ဒီလိုဖြစ်တာဟုတ်ကိုယ်ခန္ဓာကိုယ်လည်းမှန်ကလေးနဲ့ကြည့်လိုက်နော်လက်ကလေးဆန့်ကြည့်ခြေတော်ကလေးဆန့်ကြည့်သဘောတွေကိုကြားလားကြားမကြားကိုယ့်အကိုသိဆုံးပဲဒါမကြသေးရင်ပြင်းတယ်တခုဆိုကိုရီးယားတောင်သွားပြင်းတယ်လို့ကြားတာနှာခေါင်းချွန်းရင်လို့ချွန်းအောင်လုပ်တယ်နှာခေါင်းချွန်းတဲ့လူကလည်းပဲအချွန်းလုံးနေလို့ပူချင်တယ်